တခြားသူတွေကိုအနှောက်အယှက်မဖြစ်အောင်မိန်းကလေးငယ်ဟာပါးစပ်ထဲကိုစက္ကူတွေအတင်းထည့်ပြီးပိတ်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းသူမရဲ့ပါးစပ်ကနေခွေးဟောင်တန်လိုမျိုးထူးဆန်းတဲ့အတန်တွေကထွက်ပေါ်နေတော့မှာပဲ။အတန်းထဲမှာအနောက်ဆုံးနှမ်းမှာပုံနေပေမဲ့လည်းအတန်တွေကထွက်လာတာကြောင့်အတန်းဖော်တွေကဝိုင်းရကြပြီးဆရာမကလည်းသူမကိုတမင်နှောက်ယှက်နေတယ်လို့ထင်ခဲ့ပါတယ်။မိန်းကလေးငယ်ဟာပိုပြီးတော့တောင်ကြောက်လန့်သွားခဲ့ရပါတယ်။မကြခင်မှာပဲသူမဟာကျောင်းကနေထုတ်ပယ်ခံလိုက်ရပါတယ်။ကျောင်းအုပ်ကြီးကသူမကိုအတိုင်းဝိုင်းနဲ့မအပ်ဆက်သူလို့သတ်မှတ်ခဲ့ပေမဲ့သူမရဲ့မိခင်ကတော့သမီးဖြစ်သူဟာပုံမှန်အတိုင်းပဲလို့ယုံကြည်နေခဲ့ပါတယ်။ကျောင်းပေါင်း9ကျောင်းကညှင်းပယ်တာခံခဲ့ရပြီးနောက်10ကျောင်းမြောက်မှာတော့သူမကိုလက်ခံခဲ့ပါတယ်။ဒါပေမဲ့ကျောင်းရဲ့ပထမဆုံးကြိုးဆိုပွဲမှာတင်သူမဟာထူးဆန်းတဲ့အတန်တွေကိုထပ်ပြီးမထိန်နိုင်ပဲစင်ပေါ်ကဖျော်ဖြေမှုတွေကိုအနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။ဒါဟာလူတိုင်းရဲ့မကျေနပ်မှုကိုဖြစ်စေခဲ့ပြီးလူတွေရဲ့အထင်သေးတဲ့အကြည့်တွေကသူမရဲ့နှလုံးသားကိုဓာတ်နဲ့မွန်းတယ်လို့နာကျင်စေခဲ့ပါတယ်။ဖျော်ဖြေပွဲအပြီးမှာတော့ကျောင်းအုပ်ကြီးကစင်ပေါ်တက်လာပြီးအော်ဟစ်ခဲ့တဲ့မိန်းကလေးကိုရှေ့ထွက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။သူမဟာကြောက်ကြောက်လန့်လန့်နဲ့ပဲတောင်းပန်ဖို့ပြင်ဆင်ပြီးရှေ့ကိုထွက်လာခဲ့ပါတယ်။သူမရဲ့မိခင်ကလည်းနောက်တစ်ကြိမ်ကြောက်ထုတ်ခံရမှာကိုစိုးရိမ်တကြီးကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ကျောင်းအုပ်ကြီးဟာသူမကိုမစူပူခဲ့ပဲသူမရဲ့ရှင်းပြချက်ကိုစိတ်ရှည်လက်ရှည်နားထောင်ပေးကသူမရဲ့ရုန်းကန်နေရမှုတွေကိုကိုချင်းစာခဲ့ပါတယ်။ဘာကူညီပေးရမလဲလို့မေးတဲ့အခါသူမရဲ့တောင်းဆိုချက်ကတော့အယမ်းကိုရိုးရှင်းခဲ့ပါတယ်။ကျောင်းအုပ်ကြီးကသူမရဲ့တတိကိုချီးကျူးလိုက်တဲ့အခါတကြောင်လုံးမှာလက်ခုပ်တံတွေဟိမ့်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမဟာဆရာမတစ်ယောက်ဖြစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။နှစ်တော်ကြာပြီးနောက်သူမဟာအိမ်မက်အတိုင်းဆရာမဖြစ်လာခဲ့ပေမဲ့ပထမဆုံးအလုပ်အင်တာဗျူးမှာတော့စိတ်လှုပ်ရှားလို့ခြေထောက်တွေတုန်နေခဲ့ပါတယ်။သူမဟာစိတ်ကိုတည်ငြိမ်အောင်ထားပြီးအထဲကိုဝင်ခဲ့ပေမဲ့သူမရဲ့ထူးဆန်းတဲ့အမူအရာကိုမထိန်းနိုင်ခဲ့ပါဘူး။အင်တာဗျူးစစ်တဲ့သူတွေကသူမကိုလေ့ကျင့်တက်နေတယ်လို့ထင်ခဲ့ကြပေမဲ့ဒါဟာသူမရဲ့ဝေဒနာတစ်ခုဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။လူတိုင်းကသူမကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်နေကြချိန်မှာပဲသူမရဲ့ကျောင်းဟောင်းကဖုံးဆက်လာခဲ့ပါတယ်။သူမဟာအယံဝမ်းသာသွားပြီးကျောင်းအုပ်ကြီးကသူမရဲ့ဇွဲကိုအတိမတ်ပြုတယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့တကယ်တော့သူမရဲ့ကျောင်းဟောင်းမှာ6လအတွင်းဆရာ8ယောက်တောင်ထွက်ပြေးရလောက်အောင်စိုးသွမ်းတဲ့ကျောင်းသားတွေရှိနေတဲ့အတန်းတန်းရှိနေတာကြောင့်ပါ။ဒါကြောင့်ပဲကျောင်းအုပ်ကြီးကသူမကိုတတိယသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီမိန်းကလေးကတော့အရှုံးမပေးပဲဒီလိုထူးဆန်းတဲ့ယောဂခံစားနေရတဲ့ဆရာမလေးကစိုးသွမ်းတဲ့ကျောင်းသားတွေကိုဘယ်လိုကင်တွယ်မလဲဆိုတာသိချင်ရင်တော့နောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦး